စစ်သားတယောက်ဟာစစ်မြေပြင်မှာကြာဆုံးသွားတဲ့ရုပ်အလောင်းတွေကြားထဲမှာအသက်ရှိနေလျက်နဲ့တေးအောင်ဆောင်ပြီးပုံအောင်နေပါတယ်ခဏကြာမှာတော့ဂျာမန်စစ်သားတွေစစ်မြေပြင်ကိုနေမြေရှင်းလင်းဖို့ရောက်လာကြပါတယ်သူတို့ဟာတမ်ဆန်တနက်တွေကိုကင်ဆောင်ထားပြီးအသက်ရှင်ကျန်သူမရှိရလေအောင်ပတ်ဝန်းကျင်ကိုပြစ်ခတ်ရှင်းလင်းနေကြပါတယ်ကံကောင်းထောက်မှစွာနဲ့ပဲထိုစစ်သားလေးတယောက်မှာတော့ကြီးစံထိမှန်ခြင်းမရှိခဲ့ပါဘူးဂျာမန်တပ်ဖွဲ့တွေထွက်ခွာသွားတဲ့အခါသူဟာတနက်တလက်ကိုကောက်ကင်ပြီးဂျာမန်အရာရှိတအုပ်ကိုချိန်ရွယ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲနောက်ထပ်တေးအောင်ဆောင်နေတဲ့စစ်သားတယောက်ကသူ့ကိုတားလိုက်ပါတယ်သူကတော့စနိုက်ပါသမားတယောက်ကမျက်မှန်တက်ထားတဲ့စစ်သားလေးကတနက်ပစ်ခတ်မှုမှာကျွမ်းကျင်မှုမရှိတာကိုသိလိုက်တဲ့အတွက်စနိုက်ပါသမားကတနက်ကိုယူပြီးကြန့်ရှိနေတဲ့နောက်ဆုံးကြီးနားတောင်ကိုတေချာစစ်ဆေးလိုက်ပါတယ်ပြီးနောက်ပောက်ကွဲတံတစ်ခုနဲ့အတူဂျာမန်စစ်သားတယောက်ရဲ့ခေါင်းကိုတက်တက်ပစ်ချလိုက်ပါတယ်ကျန်တဲ့သူတွေကဘာမှမသိလိုက်ကြပါဘူးသူဟာတနက်ကိုထပ်မံချိန်ရွယ်ပြီးနောက်ထပ်ခေါင်းတက်တက်ပစ်ခတ်မှုကိုပြုလုပ်ပြန်ပါတယ်ဒီအချိန်မှာတော့ကင်းဆောင်တယောက်ကထူးခြားမှုကိုသတိထားမိသွားပြီးလက်ပစ်ဘုံကိုထုတ်လိုက်ပါတယ်ဒါပေမဲ့စနိုက်ပါသမားကချက်ချင်းဆိုသလိုသူ့ကိုချိန်ရွယ်ပြီးခေါင်းကိုပစ်ချလိုက်ပြန်ပါတယ်မနောက်နေတဲ့စနိုက်ပါသမားဟာစတုတ်ထမြောက်ကြီးကိုပစ်ခတ်လိုက်ပါတယ်နောက်ဆုံးကျန်တဲ့ဂျာမန်စစ်သားကအနီရကိုရိပ်မိပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့စနိုက်ပါသမားကမတ်တက်ရက်လိုက်ပြီးတနက်ကိုအမိရချိန်ရွယ်လိုက်ပါတယ်ကြီး9တောင်ကောင်းတက်တဲ့ငါးချက်ထားကိုမြင်လိုက်ရတဲ့မျက်မှန်တက်ထားတဲ့စစ်သားလေးဟာတက်တည်တည်သွားပါတော့တယ်နောက်ဆုံးမှာတော့ဒီစနိုက်ပါသမားရဲ့အကြောင်းဟာသတင်းစာတွေမှာဖော်ပြခံခဲ့ရပြီးသူဟာဆိုဗီယက်ပြည်အောင်စုရဲ့ထင်ရှားတဲ့စနိုက်ပါသမားတစ်ယောက်ဖြစ်လာခဲ့ပါတော့တယ်